ကဘာလှုပ်ဝက်ဆုံးအစိုးရစီမံကိန်းများနောက်ွယ်ကမယုံနိုင်စရာအမှန်တရားများဒီနယ်ရန်ကြီးတွေရဲ့နောက်ွယ်မှာတော့ကဘာပေါ်ကလှုပ်ဝက်ဆုံးအစိုးရနဲ့အဖွဲ့အစည်းစီမံကိန်းတချို့ကိုဖုံးကွယ်ထားပါတယ်အမေရိကန်နိုင်ငံယူတာပြည်နယ်မှာရှိတဲ့ Granite တောင်မှတ်တမ်းတူလောင်ရုံကိုစတင်ကြည့်ရအောင်1960ခုနှစ်မှာအလုသမားတွေဟာ Salt Lake City မြို့တောင်ဘက်မိုင်20ခန့်ကွာက Granite တောင်ကြီးကိုစတင်ဖောက်ထွင်းခဲ့ကြပါတယ်စီမံကိန်းဟာ9နှစ်ကြာမြင့်ခဲ့ပြီးဆုံးသွားချိန်မှာတော့နောက်ဆုံးနေ့သူတော်စင်များယေရှုခရစ်တော်ဖခင်ကျောင်းအဖွဲ့ဟာကဘာပေါ်မှာဗမှတ်တမ်းတိုက်နဲ့မှမတူတဲ့အဆောက်အုံတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်ကြောက်တောင်အတွင်းပေခု200အနက်ထိထွင်းဖောက်ထားတဲ့တူလောင်ခန်း6ခန်းဥမြင့်လိုင်ကောင်း3ခုနဲ့ချိတ်ဆက်ထားပြီးတကားတစ်ချက်ချင်းစီဟာ9တန်ကနေ14တန်အထိအလေးချိန်ရှိပါတယ်ဒီတကားတွေဟာနျူကလ িয়ার ပောက်ကွဲမှုကိုတောင်ခံနိုင်ရရှိကြောင်းအတိအမှတ်ပြုခံထားရပါတယ်အတွင်းပိုင်းမှာတော့အပူချိန်နဲ့စိုထိုင်းစာကိုမှတ်တမ်းတွေကြာရှည်စွာထိမ့်သိမ့်နိုင်ဖို့အတိအကျထိန်းချုပ်ထားပါတယ်ဒါအပြင်တဘာဝစမ်းရည်ဂါလန်3300ခန့်တူလောင်ထားတဲ့ရေကန်တစ်ခုလည်းရှိပါတယ်1960နှစ်များနောက်ပိုင်းကစပြီးအများပြည်သူဝင်ရောက်လေ့လာခွင့်မပေးတော့သလိုဓာတ်ပုံရိုက်ကူးခြင်းကိုလည်းလုံးဝတားမြစ်ထားပါတယ်ဒီမှတ်တမ်းတူလောင်ရုံတည်ရှိရတဲ့အကြောင်းရင်းကတော့ဘာသာရေးဆိုင်ရာလိုအပ်ချက်တစ်ခုကြောင့်ဖြစ်ပါတယ်အဲ့ဒီဘုရားကျောင်းရဲ့ယုံကြည်ချက်အရအသက်ရှင်နေသူတွေကနှစ်ချင်းမခံရခင်ကွယ်လွန်သွားခဲ့တဲ့ဘိုးဘေးဘီပင်တွေအတွက်ကိုစားပြုနှစ်ချင်းမင်္ဂလာအခမ်းအနားတွေပြုလုပ်ပေးကြပါတယ်နောက်တစ်နေရာကတော့ဗြိတိန်နိုင်ငံဝီရှားယားဒေသကြီးလက်တော်ပြင်ထဲမှာတည်ရှိနေတဲ့ကာကွယ်ရေးသုတေသနစခန်းတစ်ခုပါလုံခြုံရေးခြံစည်းရိုးများစွာနဲ့ဝန်းရံထားပြီး1916ခုနှစ်ကတည်းကဗြိတိန်အစိုးရကအသေးစိတ်မပြောလိုတဲ့လုပ်ငန်းတွေကိုဆောင်ရွက်လာခဲ့ပါတယ်ဒီနေရာကိုပေါ်တွန်တောင်းလို့ခေါ်ပါတယ်လက်ရှိတရားဝင်ဖော်ပြချက်အရဓာတုနဲ့ဇီဝကာကွယ်ရေးသုတေသနစခန်းလို့ဆိုပေမဲ့နှစ်ပေါင်း100ကျော်တမိုင်းတစ်လျှောက်မှာတော့ဒီထက်ပိုမိုကျယ်ပြန့်တဲ့လုပ်ငန်းတွေလှုပ်ဆောင်ခဲ့ပူပါတယ်ပထမကမ္ဘာစစ်ကာလအတွင်းတိုက်ခိုက်ရေးဓာတုလက်နက်များဖွံ့ဖြိုးထုတ်လုပ်ဖို့တည်ထောင်ခဲ့တာဖြစ်ပြီးစစ်ပွဲအဆုံးမှာတော့ဗြိတိန်နိုင်ငံရဲ့မက်စတာတန်ငွေထုတ်လုပ်ရေးနဲ့စမ်းသပ်ရေးဗဟိုဌာနဖြစ်လာခဲ့ပါတယ်1930နှစ်များမှာတော့ဗြိတိန်နဲ့အိန္ဒိယစစ်သားတွေကိုမက်စတာတန်ငွေရဲ့တက်ရောက်မှုစမ်းသပ်ရာမှာအသုံးပြုခဲ့ကြပါတယ်အိန္ဒိယနိုင်ငံရာဝယ်ပင်ဒီဒေသမှာပြုလုပ်ခဲ့တဲ့စမ်းသပ်မှုတွေဟာယနေ့ခေတ်စံနှုန်းတွေအရလုံးဝလက်ခံနိုင်စရာမရှိတဲ့အခြေအနေတွေအောက်မှာပြုလုပ်ခဲ့ကြောင်းသိရပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာတော့သုတေသနလုပ်ငန်းတွေဟာဇီဝလက်နက်နယ်ပယ်အထိတိုးချဲ့သွားခဲ့ပါတယ်နောက်ဆုံးနေရာကတော့ဩစတြေးလျနိုင်ငံမြောက်ပိုင်းနယ်မြေတွေကအနီရောင်တဲကန်နာရအလယ်မှာတည်ရှိနေတဲ့အလွန်လှုပ်ဝက်သောစခန်းတစ်ခုပါအဲလစ်စပရင်းမြို့တောင်ဘက်18ကီလိုမီတာခန့်အကွာမှာတည်ရှိပြီးလုံခြုံရေးခြံစည်းရိုးတွေနဲ့ကာရန်ထားကာရေဒါဆက်ကြီးတွေကိုဖုံးကွယ်ထားတဲ့စက်လုံးပုံအဆောက်အုံများစွာကိုတွေ့မြင်နိုင်ပါတယ်1966ခုနှစ်မှာတည်ဆောက်ဖို့သဘောတူညီချက်ချုပ်ဆိုစဉ်ကဩစတြေးလျအစိုးရဟာဒီနေရာကိုပူးတွဲအာကာသသုတေသနစခန်းလို့အမည်ပေးခဲ့ပါတယ်အဲ့ဒီနာမည်ကြောင့်လူအများကနက္ခတ္တဗေဒသုတေသနဒါမှမဟုတ်ဂျိုဒူစောင့်ကြည့်ရေးလုပ်ငန်းလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအမည်ဟာရည်ရွယ်ချက်ရှိရှိပေးထားတဲ့လှည့်စားနာမည်တစ်ခုသာဖြစ်ခဲ့ပါတယ်ပိုင်ကက်လို့ခေါ်တဲ့ဒီစခန်းဟာအမေရိကန်ပြည်ထောင်စုပြင်ပမှာတည်ရှိတဲ့ CIA ရဲ့အရေးကြီးဆုံးနည်းပညာထောက်လှမ်းရေးစခန်းဖြစ်ပါတယ်သုတေသီတွေရဲ့အဆိုအရတော့အရှိကဘာချမ်းတစ်ခုလုံးမှာအရေးပါဆုံးအမေရိကန်ထောက်လှမ်းရေးအဆောက်အုံဖြစ်တောင်သတ်မှတ်ခံထားရပါတယ်ကဘာပေါ်မှာလူအများမသိသေးတဲ့လှုပ်ဝက်ချက်တွေကတော့ကျွန်တော်တို့ထင်ထားတာထက်အများကြီးပိုများနေစေဖြစ်ပါတယ်ဒီလိုထူးဆန်းပြီးလှုပ်ဝက်ဆန်းကျဲတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားရင် like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်